ဆယ်မဟုတ်တဲ့ကျမအတွက်မနက်စောကြီးထားရတာတော်တော်ခက်ခဲတဲ့နေ့ပါဒီနေ့တော့6နာရီအိမ်ကထွက်ခဲ့ပါပြီစောစောထားပြီးတော့အာကျိုးမန်တန်လာပြင်ထားပါတယ်နောက်တစ်ကောင်ကတငယ်ချင်းအိမ်မှာစုရဲဆိုသူ့အိမ်ရှိရောက်တော့အိမ်ထဲတောင်မဝင်နိုင်ဘူးခေပန်းလေးတွေသဘောကျလိုက်တာနောက်ဘာပန်းလေးလည်းမသိဘူးခေါင်းလောင်းလေးလိုပဲချစ်စရာလေးအဲ့ပန်းလေးလည်းကျွေးနေရသူ့ကိုမေးဖို့လဲမေ့သွားရရှင်သွားတာတော့လဲကူဓမ္မဝိဟာရကျောင်းတိုက်ကဆရာတော်စာသင်သားတန်ဃာတော်တွေကိုတငယ်ချင်းစိန်ဘတ်ကမတွေ့တာကြာပြီဖြစ်တဲ့သူတွေသူတို့တစ်လတစ်ခါသွားနေကြဆိုလို့ဒီလကတော့ကျမလည်းအချိန်လိုက်ရှုပ်ဖြစ်ပါတယ်ဆေးရတော့မကုချင်ဘူးတငယ်ချင်းရဲ့လို့ပြောထားတော့ဒါလေတန်ဃာတော်တွေရဲ့စာအုပ်စင်ပေါ့နော်ဒါတော့ကျမနဲ့ကိုက်ညီတဲ့အလုပ်ပဲသွေးပောင်ချိန်တိုင်းပြီးတယ်ဟုတ်ကူတီကူပေါ့အပြန်တော့ကျမတို့တွေကိုရီးယားဆိုင်မှာပဲခောက်ဆွဲစားတယ်ထမင်းတုပ်စားတယ်ဒါကတော့ခူရီစ်ကိုသွားတယ်ငယ်ချင်းတယောက်နဲ့စိတ်ရှိလက်ရှိစောင်းပြီးစားခဲ့ပါတယ်နောက်မိုင်စုပန်ကတငယ်ချင်းဆိုင်ကိုသွားပြီးတော့သူလှုပ်ကြွေးတဲ့ဗလက်တိုင်းမုံတွေစားခဲ့တယ်ဒါကတော့နောက်ဆုံးတော့တောက်ဖူးသွားတယ်ဆိုတော့တောသူလေးကျမပေါ့ကျေးဇူးတင်ပါတယ်ရှင်